တောင်စုမြန်မာနိုင်ငံရှိကက်သလစ်မိသားစုတရားလုံးကိုမြစ်တာရတောင်းခံဆိုချင်ပါတယ်ကျွန်တော်သိတဲ့အတိုင်းပဲတို့ရဲ့ပုံရမင်းကြီးအရှင်သူတော်မြတ်စေယုံမှာကုသခြင်းခံရနေရတဲ့အချိန်မှာဘုရားရှင်ရဲ့ကျေးဇူးတော်မြတ်ဆက်လက်ရရှိနိုင်ဖို့ရာအတွက်မနေ့ကတနင်္ဂနွေနေ့ပထမဝါတွင်တနင်္ဂနွေနေ့မှာရာမင်းကြီးအတွက်နာဗီတီဗီလုံးမှာရှိကြတဲ့ရဟန်းတော်များနဲ့အတူတူရာမင်းကြီးအတွက်မစ္ဆာတရားပူဇော်ပေးကြဖို့ရာအတွက်တောင်းခံချင်ပါတယ် I wish to request all the faithful together with the priests to offer Holy Mass for our Holy Father Pope Francis ဒုတိယအချက်အနေနဲ့တောင်းခံနေတာကတော့မနေ့ကဝါတွင်ပထမတနင်္ဂနွေနေ့ညနေ6နာရီမှာမြန်မာပြည်မှာရှိကြတဲ့ကက်သလစ်ဘာသာဝင်များအားလုံးစိတ်ပရိအားဖြင့်ပူဇော်ပြီးတော့ရာမင်းကြီးအတွက်အထူးတရိယာဆုတောင်းပေးဖို့ရန်အတွက်ဖိတ်ခေါ်ပါတယ်ကျွန်တော်အနေနဲ့ဒီနားမှာရှိကြတဲ့ဘာသာဝင်များတော့ရာမင်းကြီးဒီမှာ2019ခုနှစ်က3ရက်3ညနေခဲ့တဲ့အခါကနေပြီးတော့ကျွန်တော်ဥဆောင်ပြီးတော့စေပရီကိုမြတ်တာကိုဆုတောင်းကြမယ်ဖြစ်ပါတယ် Secondly, I wish to invite all our Catholic sons and daughters tomorrow at 6 o'clock in the evening to offer rosary for the health of our Holy Father Pope Francis. From here, I will be leading the rosary where the Pope has spent 3 days and 3 nights from his room to offer for his health. Catholic ခရစ်ယာန်ညတာမကပဲနဲ့တခြားသောဒီကိုမောင်နှမဂိုင်းကနအသီးသီးမှတော်၎င်းသူတို့ရဲ့အိန္ဒိယချင်းဘာသာဝင်များဖြစ်ကြတဲ့ဗုဒ္ဓဘာသာမွတ်စလင်များတော်၎င်းယာမင်းကြီးတွေဝိုင်းဝန်းဆုတောင်းပေးဖို့ရန်အတွက်လည်းပဲမေတ္တာရပ်ခံနေပါလေ I wish also invite not only the Catholic but also our Christian brothers and sisters and also our neighboring religions, the Buddhists, from Muslim and Hindus. Thank you very much for your attention.